အဲ့လိုစွန်းစွန်းစားစားလောက်ရတော့သိသဘောကျတာကွာအဲ့ဒါနဲ့ခင်ရဟျောက်မောင်မင်းတညာလုံးဘယ်နားမှာအိမ်မှာလဲကွာငွေပါကင်းမလဲသတိထားအောင်အေးကွာငွေကင်းနေတော့သတိထားရမယ်ငါအိတ်ဖို့ရကတော့လွယ်ပါတယ်ကွာဟိုးမီးလောင်ကောင်အတက်နာငါပြောပင်ရိုင်းနေတွေ့တယ်မလားအဲ့ငါပြောရွက်တွေခုတ်မယ်ကွာခုတ်ပြီးရသလောက်ခင်းမယ်ငါပြောရွက်တွေပဲခြုံအိတ်မယ်ဒီတညတာဘယ်တော့ဇင်းရှိလိုက်မလဲမီးတော့မဖိုတော့ပါဘူးကွာတော့ကြမီးလောင်ကောင်တော်ကြီးငါကြောင့်မီးထက်လောင်နေပါဦးမယ်မင်းတို့တရေကအမေသာစိန်စားမစားတော့ငါမသိဘူးကွာသူတို့မဆိုင်တော့မနဲ့ပြန်ယူလာပြီးတော့ရွာရောက်မှမီးဖုတ်စားပြစ်မယ်ကောက်ချင်းမောင်းလေးနဲ့ဒါတော့မင်းသဘောဒါပေမဲ့ညဘက်တိတ်ကလေးရွာပြန်လာတော့မလုပ်ရဘူးနော်အဲ့လိုလုပ်လို့ရှိရင်ငါတို့ပြန်သိရရင်မင်းအရှုံးဟဲ့ကောင်ငါမျက်နှာကိုသိချကြည့်ယောက်ျားကွာမင်းတို့ရဲ့တတိရှိလို့စိန်ခေါ်တာညတဝက်နဲ့ရွာပြန်ပြေးရအောင်ငါကြောက်မဟုတ်ဘူးအချောက်လည်းမဟုတ်ဘူးအဲ့ဒီမှာဖိုးလုံးကငါကြောက်ဆိုတာငါ့ကိုပြောလာလားငါကကြောက်တာမဟုတ်ဘူးကွာစိုးရိမ်တာအရှိကိုကြည့်တာတွေးခေါ်မှုမြင်တာမယူရဲမဆန်တာအရာရာစင်ကျင်တော်တရားရှိတာကွာအနေရဖြစ်စီမဲ့အရာတွေကိုမလုပ်တာအကောင်းဆုံးပဲဖိုးလုံးတယောက်ဂွင်ဝင်တော့စကကြီးစကကြီးတွေပြောပါလေရောလှုပ်လာပြီတော်တော့လာငါပြောရတော့ဟုတ်ကြမယ်ဖျောင်းနေမင်းတို့ဒီအမဲသားတွေကြည်ပေးထားကွာဒီမှာခဏလေးစောင့်ငါတို့၄ယောက်ငါပြောရတွေသောက်ခုတ်လိုက်အောင်မယ်ဟင်းငါတို့လည်းလိုက်ပဲလေကွာဒီမဲသားတွေနဲ့ဒီဘီညာဟိုမနေရဲပါဘူးမှန်တိုင်းပြောရင်မင်းကိုမခံကျင်လို့သာမင်းမလောင်းဝမှုထင်လို့စားလိုက်မိတာပါကွာမင်းနေရမှာသာငါတို့သာဆိုခုနကတားရဲရွာပြန်ပြီးလိုက်ခဲ့မှာအခုတော့လုံကုန်ပြီဟဲ့အောင်မောင်တေချာထပ်စဉ်းစားပါဦးဒီနေရာတစ်ခုဖြစ်ဖို့လုံးဝတေချာတဲ့နေရာကြီးကွာမင်းသာတစ်ခုဖြစ်သွားရင်ငါတို့ပယောကမကင်းဘူးဆိုတာဒီနေ့လူကြီးတွေသိမှာပဲလူကြီးတွေသိရင်ဆရာတော်ဖျားလည်းသိမှာအဲ့ကြမှာငါတို့အပြစ်ပေးတဲ့အနေနဲ့ငါတို့တိတ်ကိုမသွားခြင်းတဲ့နေရာကိုဖုန်းကြီးကလွတ်မှာမပူပါနဲ့ကွာငါတခုဖြစ်ဒီကောင်၃ကောင်ကိုတေချာမှာခဲ့ပါမယ်ငါကိုယ်တိုင်လိုချင်းချင်းလာအိတ်တာပါလို့မင်းတို့မြောက်ပေးလို့အိတ်ရတာလုံးဝမဟုတ်ပါဘူးဆိုတဲ့အကြောင်းပေါ့အေးမင်းတို့သာငါလေတော့မှာကြိုးစားနဲ့အလုံးလုံးဖို့သာပြင်ထားကြပြီတော့ဟေ့ထမင်းတော့ကြွေးမှာပါကွာမောင်ဦးတယောက်မကြောက်ပေမဲ့လို့မတိစိတ်ကဆွေရင်မိစားပြူလာတာကိုဖုံးပြီးရင်ဟာတဲ့ရေမောပြက်လိုက်တယ်အေးတားမရတော့လဲမင်းသဘောပဲကွာငါတို့မင်းလေတော့မှာအလုံးလုံးရမှာဘာဆန်းလဲကွာဒီတိုင်းလဲဘုံကြီးเจ้าမှာရေခက်ထင်းခွဲတစ်တိုက်ဝါတိုက်အကုန်လုံးနေရတာပဲငါတို့အတွက်တော့ထူးပြီးမပြင်မမဟုတ်ဘူးကွာငါတို့နိုင်ရင်သာဟေးအဲ့အတွက်တော့မပူနဲ့ငါတခုဖြစ်ရင်တော့လောင်ကြီးမရှုံးစေရဘူးပတ်စံပေးဖို့ဒီကောင်၃ကောင်ကိုငါမှားခဲ့တယ်ငါမိပါရရှိရတစ်ဖက်လက်နဲ့တောင်းပေးမယ်မပူနဲ့